ချင်းလင်ချန်ထားခဲ့တဲ့နောက်ဆုံးမျှော်လင့်ချက်နဲ့နတ်ဆိုးနယ်မြေကလှုပ်ဝက်ချက်များရှေးဟောင်းနတ်ဆိုးပိလောပါရှင်နဲ့ရှေးဟောင်းမိစ္ဆာလာကြားတို့ဟာနတ်ဖျားဧကရချင်းလင်တန်ရာပြင်းထန်ရနေပြီဆိုတဲ့သတင်းကိုရရချင်းမှာပဲစူပေါင်းပြီးဝိုင်းဝန်းတိုက်ခိုက်ကြပါတော့တယ်။အဲ့ဒီအချိန်မှာချင်းလင်ဟာတန်ရာတွေဘလောက်ပဲများနေပါစေဧကရရဲ့တိတ်ခါနဲ့အစွမ်းကိုပြသခဲ့ပါတယ်။သူဟာပိလောရဲ့ခန္ဓာကိုယ်ကိုကိုးပိုင်းထိအစိတ်စိတ်မော်မော်ဖြစ်အောင်ရိုက်ခွဲပစ်လိုက်ပြီးနတ်ဆိုးနယ်မြေရဲ့အရက်ကိုမျက်နှာမှာတစ်သက်လုံးပြန်မထနိုင်အောင်ချိတ်ပိတ်လိုက်ပါတယ်။ဒါပေမဲ့ရှေးဟောင်းမိစ္ဆာလာကြားဟာကတော့အခွင့်ကောင်းယူပြီးချင်းလင်ရဲ့ခန္ဓာကိုယ်လေးကိုကျူးကျော်ဝင်ရောက်သွားခဲ့ပါတယ်။ဒါကြားရဲ့ဝါမျိုးမှုကိုခုခံဖို့နဲ့မိမိရဲ့ဝိညာဉ်ကိုကာကွယ်ဖို့အတွက်ချင်းလင်ဟာသူ့မှာကြံရှိသမျှစွမ်းအားတွေကိုသုံးပြီးစီမီကို19တိုင်ကျင့်စဉ်ကိုဖော်ဆောင်ကသူ့ရဲ့ခန္ဓာကိုယ်ကိုကူပီးမန်ရဲ့အနက်ရှိုင်းဆုံးနေရာမှာဖုံးကွယ်ပြီးနှစ်ချိုက်စွာအိတ်ဆက်ခဲ့ပါတယ်။ချင်းလင်ဟာအနာဂတ်မှာဝိုင်းမျိုးရိုးရှိတဲ့ကံပါလာသူတစ်ယောက်ဟာအခက်အခဲပေါင်းများစွာကိုကြော်ဖြတ်ပြီးသူ့ကိုလာကယ်လိမ့်မယ်ဆိုတာကြိုတင်တွက်ချက်ထားခဲ့ပါတယ်။ဒါကြောင့်သူကကြိုတင်ပြီးဝက်ဖဲတွေခြံထားခဲ့ပါတယ်။သူ့ရဲ့တကယ်ကူပီးမန်ကိုအတူအယောင်ကူပီးမန်၄ခုနဲ့ချိတ်ဆက်ထားခဲ့တာပါ။အကယ်၍တစုံတစ်ယောက်ကဒီကူပီးမန်၄ခုရဲ့တကားကိုတပြိုင်နက်တည်းဖွင့်နိုင်ပြီးနတ်ဖျားနန်းတော်အမိန့်တော်တစိမ့်နဲ့တာပေါင်းဆက်လိုက်ရင်တကယ်ကူပီးမန်ရဲ့အပေါဝါပွင့်လာမှာပါ။အဲ့ဒီအချိန်မှာတန့်စင်တဲ့စွမ်းအားတွေဟာနတ်ဆိုးနယ်မြေတစ်ခုလုံးကိုလွှမ်းမိုးသွားပြီးချိတ်ပိတ်ခံထားရတဲ့ပိလောရဲ့ဝိညာဉ်အကျွင်းကြံတွေကိုအမြင့်ပြတ်ချေမှုန်းပစ်မှာဖြစ်တယ်လို့ချင်းလင်ကိုယ်တိုင်ရဲကံပါလာသူရဲ့အကူအညီနဲ့ပြန်လည်နှိုးထလာပြီးခန္ဓာကိုယ်တွေကမိစ္ဆာလာကြားကိုရှင်းထုတ်ကနတ်ဖျားလောကရဲ့အရှိန်အဝါကိုပြန်လည်ရယူနိုင်မှာဖြစ်ပါတယ်။ဝန်ဝေနဲ့ဟူကျွန်းတို့နတ်ဆိုးနယ်မြေထဲမှာနှစ်ပေါင်းများစွာပေါအောင်နေရတဲ့အကြောင်းရင်းကလည်းဒီမှာတင်ရှိပါတယ်။နတ်ဖျားလောကပျက်စီးချိန်မှာသူတို့နှစ်ယောက်ဟာချင်းလင်ရဲ့အမိန့်နဲ့တခြားနေရာတွေမှာတာဝန်ထမ်းဆောင်နေတာကြောင့်ကံကောင်းထုံးမစွာနဲ့အသက်ဘေးကလွတ်ခဲ့ကြတာပါ။ဆရာဖြစ်သူမသိဆုံးသေးဘူးဆိုတာသိလိုက်ရတဲ့အခါသူတို့ဟာနတ်ဆိုးနယ်မြေထဲကိုရောက်လာပြီးချင်းလင်ရဲ့အငွေ့သက်ကိုခံစားမိခဲ့ပါတယ်။ဒါပေမဲ့ကူပီးမန်တွေကိုသူတို့တိုက်ရိုက်ဝင်လို့မရပါဘူး။ဒါကြောင့်ဆရာဖြစ်သူကိုကယ်တင်ဖို့အတွက်သူတို့ကအစီအစဉ်တစ်ခုဆွဲခဲ့ပါတယ်။အဲ့ဒါကတော့နတ်ဆိုးနယ်မြေထဲမှာနတ်ဖျားကူပီးမန်တွေရှိတယ်ဆိုတဲ့သတင်းကိုတမင်ဖြန့်ပြီးထန်းရင်ချင်းနဲ့လင်ချမ်းဟောက်တို့လိုလောဘသားတွေကိုဆွဲဆောင်ခဲ့တာပါ။နောက်ဆုံးမှာတော့ဝန်ဝေနဲ့ဟူကျွန်းကကူပီးမန်တစ်ခုထန်းရင်ချင်းနဲ့လင်ချမ်းဟောက်ကတစ်ခုစီရရှိသွားကြပါတယ်။ကြန့်ရှိတဲ့စတုထမြောက်ကူပီးမန်ကိုတော့တွေးမျိုးနယ်စုကရှာတွေ့ခဲ့ပြီးသူတို့ရဲ့သမီးတော်ရောင်ရှိရွှေကဝန်လင်ကိုခေါ်ဆောင်သွားရာကနေအခုတော့ဝန်လင်ရဲ့လက်ထဲကိုရောက်ရှိသွားပါပြီ။အခုဆိုရင်အတူအယောင်ကူပီးမန်၄ခုစလုံးပေါ်ထွက်လာပြီဖြစ်လို့ကြန့်ရှိနေတာကတော့အဓိကတော့ချက်ဖြစ်တဲ့ရွှေရောင်အမိန့်တော်တစ်စိတ်ပါပဲ။ဒီတစ်စိတ်ကိုရတာနဲ့ချင်းလင်ရဲ့တကယ်ကူပီးမန်ကိုဖွင့်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ဒီရွှေရောင်တစ်စိတ်ကရောအခုဘသူ့လက်ထဲမှာရှိနေတာလဲ။ဝန်လင်ကရောဝန်ဝေတို့ဇနီးမောင်နှံနဲ့ပေါင်းပြီးသူ့ရဲ့ကံကြမ္မာကိုဘယ်လိုဆက်လက်ဖော်ဆောင်မလဲ။နောက်ပိုင်းမှာစောင့်ကြည့်ပေးကြပါဦး။